ခွန်အားတွေကုန်ခန်းပြီးဘာကိုမှရှေ့ဆက်မလုပ်ချင်တော့လောက်အောင်စိတ်ဓာတ်တွေတုံညအောင်ရောက်နေပြီလားဒါဆိုရင်တော့ဝမ်းသာလိုက်ပါဒါဟာတင့်ဘဝရဲ့အချိုးအကွေ့အကြီးကြီးတစ်ခုရောက်လာတော့မဲ့ရှေ့ပြေးနိမိတ်ပါပဲတခါတလေမှာကျွန်တော်တို့တွေဟာဒီလောက်ကြိုးစားနေတာဘာတွေများထူးခြားလာမှာမလို့လဲတကယ်ရောငါလုပ်ရက်တွေကတန်ဖိုးရှိရဲ့လားဆိုပြီးမျောလင့်ချက်မဲ့တဲ့အတွေးတွေဝင်လာတတ်ပါတယ်တကယ်တော့အဲ့လိုခံစားချက်တွေပြင်းထန်လေးလေးကိုသွားခြင်းနဲ့ပန်းနိုင်တဲ့နီးကပ်လာလေးပါပဲအမောင်မိုက်ဆုံးအချိန်ဟာမိုးလင်းငံဒီအချိန်ဖြစ်တယ်ဆိုတာကိုမမေ့ပါနဲ့ဒီလိုအချိန်မျိုးမှာစိတ်ဓာတ်တွေအောက်ခြေထိထိုးကြမသွားစေဖို့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာခွန်အားတွေကိုဒီချက်လေးတွေနဲ့မြင့်တင်ကြည့်ကြရအောင်နံပါတ်1ယုံကြည်ရာကိုပုံမအားကိုးပါကိုယ့်ရဲ့ဘာသာရေးယုံကြည်ရာကိုပို့ပြီးတော့အချိန်ပေးပါအခက်ခဲတွေဖြေရှင်းပေးဖို့ထက်လိုအခြေအနေမျိုးကိုမဆိုရင်ဆိုင်ကြော်ဖြတ်နိုင်မဲ့ခွန်အားတွေပေးသနာကိုဆူတောင်းပါနံပါတ်2ကိုယ့်စီမှာမရှိတဲ့ခွန်အားတွေကိုသူတို့ဘာအတွက်ပေးကမ်းပါကိုယ်တိုင်ဘာမှမလုပ်ချင်တော့အောင်ပင်ပန်းနေရင်တောင်ဘေးနားကချစ်ရသူတွေနဲ့ပတ်ဝန်းကျင်ကိုကျင်နာမှုလေးတွေပြသပေးပါအကူအညီပေးပါကိုယ်တိုင်နာကျင်နေချိန်မှာတောင်သူတစ်ပါးကိုဖေးမကူညီခြင်းကဘဝမှာမထင်မှတ်ထားတဲ့အံ့ဩဖွယ်ရာတွေအမြန်ဆုံးဖန်တီးပေးနိုင်တဲ့ပြုဝက်ချက်ဖြစ်ပါတယ်နံပါတ်3တုံညအချိန်လေးမှာတောင်အပြုံးမပြတ်ပါစေနဲ့ဘဝကအောက်ဆုံးအဆင့်ကိုရောက်နေတယ်လို့ခံစားရခြင်းမှတောင်အကောင်းဆုံးနေထိုင်ကြည့်ပါကိုယ့်ရဲ့ဒေါသနဲ့ဝမ်းနည်းမှုတွေကိုတခြားသူတွေပေါ်ပုံမချပါနဲ့အပြစ်မတင်ပါနဲ့ဘာမှမရှိတော့တဲ့အချိန်မှတောင်စိတ်ချမ်းသာအောင်နေနိုင်ခြင်းဟာမကြာခင်ရောက်လာတော့မယ်ကံကောင်းခြင်းတွေဝင်ရောက်လာဖို့ကိုယ့်ရဲ့စိတ်နှလုံးတွေအောင်ကြဲကြဲပြန့်ပြန့်ဖွင့်ထားလိုက်တာပါပဲဒီချက်ကလေးတွေကိုလက်တွေ့ချင်းသုံးသွားမယ်ဆိုရင်ကိုယ့်စီကိုရောက်လာမယ်ကံကောင်းခြင်းတွေအခွင့်အရေးတွေဟာရေစည်းကြောင်းတစ်ခုလိုအရှိန်အဟုန်ပြင်းပြင်းနဲ့အမြန်ဆုံးရောက်ရှိလာမှာသိကြပါပဲနော်